Tami hả Tami Tami bù lá ha bù ta bó mà mẹ Tami ê mami bà phải lựa Tami Tami ở thôi chụp bù lá bù ta bó mà mẹ Tami mini lụ bà không phải đấy Tami mà mình su báo Tami chứ bà đấy Tami sa penny ho Tami sa penny what na baru so mami ong ngặt Tami liu mami am su báo Tami phải chơi đùa papa chứ tu tomate ha thì na su ya bài lên tiểu tu cô đây phải cái gì nó quay bi thà thì nè này apa ta làm nè Phô tame Sao nào Mà lưu tuyển Ha Lì, đây chi lại đây Ha Ha, nhớ nào giao này đi Cho số là ngà ít cho mẹ Nhớ ý chuyện xì quê Yên không am lúc ba nè Ha Kê Ngà khu tìa lì thà lão Ngà bí yê ấy trò bế Nhớ ý chuyện xì quê Yên không am lúc ba nè Ok ngà ấy trò Ha ấy bùm nè Ngà mẹ Nhớ lúc nhẹ mà biểu nào ấy chín à ấy chẳng lấy đó ha nhớ cho con người đâu toài kìa ha làm nay chỉ làm hả ha mà bé nhớ cho con người này sao lên nè quê ngà mẹ sura tê su ta trỏ lù sura aku balong ka male mama malu to bale nga di nai li lo bi nga ai to me ma ai khen nga che li li sa la me ai to me Ok, khu mà nè muốn đi tòa bà bí Quan trọng là bà bí Không mì đó cả mà nè muốn đi mì bé ngắm mì bí chạy chiều cái muốn đi bà Ok, ngà đi đi bà liêu in cao mà ngà bà má vô xem chứ rồi lệ Thì anh nhìn đi Di sini boleh tu. Ada mama ngadi atau sini boleh ni. Wo sama siapa lah, lu itu. Ha, boleh dah ha. Ngamai kali balik bilang mak. Ha. Okay, make cái linh nè. Okay, không phải lên nè. Ha. Gì chứ lấy cả. Ngã mẹ mấy cái lấy nàng ngáo nhé. Chứ sao cậu này lúc đó lúc em ha lính thả là. Ha. Nó khu bà lôi hình cao mà lê. Nhau hoàng lên phải bị giọt dòng lên thăm nè.
ဟာခုနနိုင်ရထိုးတော်ပဲငါနောက်ကျနေပြီဟာယေးချမ်းစီကောဟာအဲ့တချင်းဆိုတော့မရတော့ဝါဒနာပါတော့ကြေးလို့ဝလာအောင်ငါခုဖနလဲမယ်ကြရလေးပဲလေးလိုက်တော့โอเคပြီးအောင်အကတိုင်းနေနေတယ်မယ်ငါသမီးလေးမနေ့စားလေးစားပြီးလာမတယ်ဟာတတိတ်လို့တော့ပြီးပြီကိုက်တင်ပြင်ထားပြီငါအိမ်တပြက်စီးလေးလာအောင်မရင်ခုံမလို့ပါနဲ့တပီးမမီဘူးလာရင်ဖြစ်တာ sorry ပါမမီဘယ်ကအပြင်းတပြက်စီးလဲရတာပြင်းနေပြင်းသွားတော့ခါအမလီလိုက်တာညောင်းလိုက်တာငါဒီခပါလေးဝတ်ပြီးငါပေါ်သွားလာမယ်လိုက်လာမသိဘူးငါမလိုက်ဘူးနဲ့တူရဲ့ဒီအင်းကြီးပါလဲလိုက်တော့မယ်ဟာဒီလိုပုံစံလေးလိုက်တယ်တင်လေဘာမှရှိဘူးလားလေဒါဆိုလေဒီကပကြီးကငါနဲ့မလိုက်ဘူးတိပါငါသမီးခန်းစီသွားလာငါသမီးလေးနိုးပြီလားမသိဘူးဟာသမီးလေးနိုးပြီလားဟာဟုတ်တယ်မမီးသမီးနိုးပြီအော်ဒါဆိုလေသမီးဖုန်းလေးကိုပေးပါလားမမီမနဲ့စာလေးမမလို့အော်မမီးရလို့ဟယ်လိုတီချလို့ပြီးပြီဆိုတော့ချင်းနှောင်းလေးနဲ့ပဲလာပို့ရလားမမီမောင်ကလေးတွားထားလာဟာသမီးဟောတော်လေးစားနေတယ်ဒါဆိုသမီးမာလိုက်ပြီဟယ်လိုโอเคတီရပြီမောက်ကချက်လာတော့ပါမယ်ဟာစားစာရုပ်ထည့်ပြီငါသမီးလေးမနဲ့စားသွားစားကြမယ်ဟုတ်တယ်မမီမနဲ့စားသွားစားကြမယ်သမီးပါလေးကြိုက်လေပြောသမီးရလားသမီးတရားလေးကြိုက်တယ်တရားလေးစားမမီကကြက်ကြော်လေးကြိုက်ကြက်ကြော်လေးစားတယ်မမီဘာလဲဂိတ်တရားဘလို့ဝတ်ထားမမီခဏနေကြရင်ပြင်သွားစရာရှိလို့ပါအော်ဟာလားဒါဆိုလည်းငါစားဖတ်လာအောင်ဝိုင်းလေးအဆုံးထိမဖတ်တယ်ဝိုင်းလေးဖတ်လာအောင်ငါတူစားလေးကြည့်လာအောင်ဟာငါသမီးကိုစားလေးလင်းနာပဲမမီအပြင်တွားစရာရှိလို့နော်မမီအပြင်တွားလာအောင်မယ်နော်သမီးโอเคမမီဟာငါဘာဖနက်လေးစီးတွားရင်ကောင်းမလဲဒီဖနက်လေးပဲစီးလိုက်တော့မယ်အဲ့ဖနက်ကျတိတ်မလာဘူးအဲ့ဒီဖြစ်နေလို့အပြင်တွားမယ်ဟာဒီဆိုင်မဟုတ်ပါဘူးဆိုင်နေမဟုတ်ပါဘူးဟာဒီနေ့မှဆိုင်တစ်ဆိုင်တွေ့ပြီဟာဆိုင်ရောရောက်ခဲ့ပြီငါပါလေငါသမီးကိုပေးကောင်းမလဲဒီရလေးရယ်โอเคဒီရလေးနဲ့လိုက်မလားမသိဘူးငါသမီးလေးအဲ့လိုလေးနဲ့လိုက်မှာပါယူပေးလိုက်မယ်ပူတော့လေအဲ့ဒါလေးပဲဝတ်ပေးမှာလေငါဒီရလေးကလာလိုက်တာငါသမီးနဲ့လိုက်မှာမယ်ထင်မယ်ဒီရလေးနဲ့ဟာငါဆိုင်မမတိုင်းနဲ့ပဲရဟာ
ဘာလို့ရှိသေးလဲအော်ဒီကလေးရှိသေးတယ်ဒီကလေးငါတမီးကလိုက်လောက်မိထင်တယ်ဒီကလေးနဲ့ငါဒီကလေးနဲ့စမ်းကြည့်လိုက်အောင်မယ်လိုက်လောက်မှာပါဒီဖြူအပန်းနဲ့နက်ကလေးကတော့ယူသွားလိုက်မယ်ဟိဟာရှင်းရပါโอเคဒီကလေးနဲ့ငါဒီရရှိသမျှအစုံယူသွားမယ်ငါသမီးလက်ချောတော့ဒါပဲဖြစ်ဖြစ်အကုန်တော့ငါအဆိုင်လေးပါလေးဝေသွားအောင်ငါသမီးလေးတွေထည့်ပေးလိုက်မယ်ဟာငါမလွယ်ဘူးငါသမီးတော့ပဲဝေထားပြန်လွယ်လာမယ်အမလွယ်လို့တော့ရနိုင်နော်အကုန်စုံပလုံတုံရနိုင်စုံပလုံတုံပုံပလုံတုံဟိဟာဒီနမကလေးမျိုးစုံရှိရပဲငါသမီးလေးဝေပေးမယ်အမဒီလေးဆန်းအောင်ဆိုတော့လေငါရှင်းလာအောင်မယ်ငါအိတ်ထကတ်ထုတ်လာအောင်မဟာအိတ်ထကတ်တော့ထုတ်ပြီးပြီတွားရှင်းလာအောင်မယ်ထုတ်ကြည့်ရပါကြီးလေလို့လန့်တာမလေးရှက်ကိုခတ်ကရှင်းလာအောင်မယ်ဟိဟာโอเคငါပြီးရင်တွားလာအောင်ကြီးသူ့ဘေးနားဆိုင်အောင်တွားမယ်ဟာငါဘာလေးလုံးရမလဲဒီကလေးဝေလိုက်မယ်ငါသမီးလေးနဲ့လိုက်มาတည်ကြရဲ့ဒီကလေးရောဒီကလေးနဲ့ငါသမီးလေးလူချင်းနေကြဝယ်ပေးလိုက်မယ်သူ့အကြိုက်တဲ့ဥစ္စာဒီပေါင်းကြီးနေလိုက်မလားမသိဘူးငါဟိုနားမှာတွားချိတ်ကြည့်ရမယ်ဒီကလေးနဲ့လိုက်တဲ့ပုံလေးပြင်နေယူလိုက်တော့မယ်ဒီကလေးကိုချိတ်ကြည့်လာအောင်ဟာရလားရဒီကလေးနဲ့လိုက်လောက်မှာလားဘာမှရှိနေတူဆိုတာဒီတောက်ခနဲ့လေငါသမီးလေးလိုချင်နေကြငါသမီးလေးမြဲတောင်းဆိုနေလောက်မှာအဲ့လိုကြက်နေပေါ့ငါပါလေးနဲ့လိုက်မလဲမသိဘူးငါသမီးလေးဒီစကလေးနဲ့မလိုက်ဘူးဒါဆိုဒီအောက်ကဂျင်းစကလေးရောမလိုက်ဘူးဆိုတော့ငါဘာလေးနဲ့လိုက်မလို့မသိဘူးငါသမီးလေးရချောတော့ငါရွေးလို့မရဘူးဒီကလေးနဲ့လိုက်တယ်ငါသမီးလေးကဘာမှမဆိုကုန်လိုက်တယ်โอเคဒီကလေးလာရတယ်ဒီကလေးအဆောင်ယူသွားမယ်ဒီအောက်ကမျက်မှန်မယူတော့ငါသမီးလေးမျက်မှန်မစောင်းနာโอเคငါဒီညဟာလေးနဲ့စမ်းကြည့်အောင်မယ်လိုက်တယ်အပြောင်လေးနဲ့ဆိုဒီကကြဘောင်းမရှိနဲ့လိုက်မယ်ထင်တယ်မသိပါဘူးဒီလိုလေးလိုက်လေအဲ့လိုလေးလိုက်တယ်အဲ့လိုလေးလိုက်ပါဒီ jeans ကလေးကငါသမီးလေးကြိုက်တယ်ငါသမီးလေးနဲ့လိုက်လာမှာပါโอเคနေပူမဆိုးလို့အုပ်ထုတ်လေးပါလေးယူသွားအောင်မအဆုံးထိဖက်ပြီးသွားရဆိုတော့လေငါဖုန်းကြည့်တာအဲ့ထဲမှာဘာလေးရှိလဲဆိုတာကြည့်နေတခါရပေါ့ကစနေလာပူပူပဲငါရမ်းချက်တယ်ဒီမှာနိုင်လေးပါလားဒါပကမပေါ်ကြည့်ပဲဝမ်းမိုင်တုံးနေဒီကလေးလာတယ်ဒီခလာလေးလိုကြည့်လိုက်တာဒီက rainbow လေးပဲprincess လေးပေါ့ခုနလာပူပူလေးကလည်းငါလိုချင်လိုက်တာ Hello Kitty လေးလားရုပ်ကလေးထင်တယ်ကြိုက်တယ်ကွာကြိုက်တယ်
ငါပြီးကြရင်ငါမမီကိုလာပူပူလေးဝေခိုင်းမယ်ဟိဟိ 真难搞。 အာငါသမီးလေးငါသမီးလေးဖုန်းဆောနာပဲဟာငါစားဖို့လာမယ်ငါအောက်ဆုံးဟာလေးဖတ်မယ်တော့ဘဘရကစားဟုတ်ပဲဟာငါသမီးလေးငါ့ဘာမှပြန်မဖြစ်ဘူးပဲဟာဒါဆိုလေထားလိုက်ငါတူမတိခင်ပစ္စည်းလေးခိုးထားလိုက်မယ်အုတ်ထုတ်ကဒီနားမှာပေါ့ရှိတာပဲဒီနားမှာထားလိုက်မယ်အားဒီနားမှာအုတ်ထုတ်တော့တော်ခဲလေးဆိုရအတက်တရကြအဲ့ဒါမထားလိုက်ပဲအင်းကြီးရကြချိတ်ထားတယ်ပြရောโอเคဟာတယောက်ဆက်တော့นี่อ่ะများလိုက်တာငါတို့အင်းကြီးอ่ะငါဝေလားဆိုရအဆုံးလုံးမယ်ချီအိတ်လေးပါလေးอ่ะကြာဒီတော့ထားလိုက်ပဲဟာပြေးရအော်ဒီမနေရဘူးတည်းရဲ့ဟာဆိုဘလို့ထိပ်ပြီးသွားပြီဆိုတော့လေဟိုဘာထားလိုက်မယ်နည်းနည်းရှို့လိုက်မယ်โอเคတကားပိတ်မယ်ငါသမီးလေးငါ laptop ယူထားတယ်ငါ laptop ယူပြီးငါဟိုနားမှာတွားထိုင်ပြီး laptop လေးကြည့်လိုက်လေ laptop laptop ကမဖုန်း laptop นี่တီဟာငါကတော့ကားရှာလိုက်ပြီးဒါမှမဟုတ်ငါတေးကားရှာလိုက်မယ်ဟီကြောက်စရာဟီတို့ကငါဟာတာရှာလိုက်မယ်ဟာတာရှာလိုက်မယ်ဟာဟာအင်းကြီးတဖြည်းဖြည်းနဲ့ပူလာတယ်လို့ပဲဟာဒီအင်းကြီးအဆုံးမားပါလားမမီးရောလူရရှိမမီးဒီမှာမမီးသမီးအင်းကြီးကိုအများကြီးဝယ်ပေးထားလားဟုတ်တယ်သမီးရဲ့ဘာကြီးရောဟာတာလာငါအင်းကြီးတစ်ခုဝယ်လိုက်မယ်ကွာဘာလေးဝင်ကောင်းလဲဒီချင်းတိုလေးဝယ်လိုက်ကောင်းမလားဒီချင်းတိုလေးကလိုက်ပါရဲ့ဝယ်လိုက်စုံပလုံးတုံချီအိတ်လေးပါလေးနဲ့ဖက်နယ်လေးဝယ်လိုက်ငါကြိုက်တာလေးဝယ်ထားပဲဂဲအိတ်လေးဝယ်လာအောင်မမမီသမီးလာပူပူရုပ်လူချင်းနဲ့ဟာငါရှာလာအောင်မယ်လာပူပူရုပ်ကဈေးကြီးရဲ့သမီးတမရရောင်းလေးပါလားဒါဆိုရင်ဟာမမီအဲ့ဒါပြောနေတော့တော်ပဲသမီးအင်းကြီးတွားလေးလာအောင်မယ်နော်အေးလေဟာငါခုတမရဆိုင်ဖွင့်တော့မယ်တမရဆိုင်ငါအပေါ်တမရလေးကျွေးရမှာတပင်လူလောက်လာပြီချွေဟာတမရတလုံးတော့ကျွေးသွားပြီပဲငါတမရဖြိုလာအောင်မယ်ဒီလိုဖြိုလိုက်တော့ပါပဲโอเคနောက်ထပ်ကောမှာဆိုလို့ဒီတလုံးလေးရောဟိုပါဖြစ်လိုက်ဟန်
နှစ်ဘူးစလုံးတော့လုံးလို့ရပြီငါခုတမြိုင်ဖြောမယ်အပပါအပပါပါအပပါပါအပပါ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 တမြိုင်လေးတမြိုင်လေးတွေရရင်နော်ချွတ်ချွတ်အေးအေးလေးလုပ်ပေးပါမယ်ရှင်တမြိုင်လေးရရင်နော်တမြိုင်လေးရရင်နော်ဟာတမြိုင်ပါလားငါတမြိုင်တောက်နေဟာတမြိုင်ယူမလားဟုတ်တယ်ငါတမြိုင်ယူမတမြိုင်ယူလေနေပြောတယ်လို့ချွတ်ချွတ်အေးအေးလေးလုပ်ပေးနော်လုပ်ပေးမှာပေါ့ဒါဆိုငါတမြိုင်ထည့်ကြည့်ငါတောက်ရည်သွားထည့်လာမင်းတောက်ရည်โอเคအေးလေးဆိုရင်အဲ့လိုမျိုးလောက်ရတာပါငါအမေကပြောထားလို့ဟဲ့ဒါနဲ့နေရဘယ်လိုငါတမရရောင်းတဲ့သူလေးပါဖြစ်လို့ရဒီမှာနေတော့ချွတ်ချွတ်အေးလေးဆိုငါဒီရောရေလေးနဲ့လေတကြားကြီးလေးထည့်ထားလို့နေအဲ့ထဲကတကြားလေးယူလိုက်ငါတောက်ကြည့်လာမယ်ဟာတမရတူတူကောင်းလိုက်တာရောပစကဲဒီတမရတော့ရမ်းခဆာသွားပါပြီ။ तू ကလေခလေးလေးအကြိုက်ဖြစ်ပါတယ်ဒါပေမဲ့ तू ကခလေးလေးဖြစ်ပါတယ်။ तू ကနမဲကြီးနေပါပြီ။ဟာတမရနမဲကြီးနေပြောတယ်။ငါတမရအင်းကြီးဝက်ပြီးပြီဆိုတော့တမရဖြောမယ်။ငါနေကိုပတ်စံများပေးမယ်တမရတောင်းမယ်။နင်တမရတောင်းပါလား။အေးဒါဆိုနင်ငါ့ကိုပတ်စံများပေးငါနေကိုတမရဖြောပေးမယ်နော်။နေကိုပတ်စံပေးမယ်ရော့နေတမရဲ့ရောင်းကောင်လို့အဲ့ဒါငါနေကိုဒီပတ်စံနေအများကြီးပေးရနေတို့ပတ်စံကုန်သွားမှာပေါ့ရပါရဲ့ငါတို့ရလူချမ်းသာကြီးပါဒါဆိုကျေးဇူးတင်ပါတယ်မလီပြင်းပတ်စံတွေပေးပွားတော့မှာဟဲ့ဖေငါလူချမ်းသာကြီးဒီကြောက်စရာငါတို့တူတို့ကြောက်နေရဘာကိုင်းလဲမသိဘူးဟိုကမလေးလို့တက်ရှိစမ်းမှာတိရှိစမ်းမှာဟာငါရဲ့အိမ်လေးကိုတွားလိုက်အောင်မယ်ဒီအိမ်မပါဘူးဟာငါမပြမီငါအိမ်ရငါအိမ်ရဒီကမှာလို့အဲ့လိုများပတ်စံမမီတကမှမတွေ့ဘူးပပူတမရရောင်းတာတကြားရီထည့်လိုက်တော့တကြားရီထည့်လို့တဲ့တမရနမဲပါခက်စားတော့တမိဘင်းအောင်လေလူတွေကလေဗာလေတက်ပေါင်လေးဝါးရိုင်နာပြီးတော့တက်ချင်းမရဲ့တယောက်ကတမီကိုတမရရတောက်လို့ကောင်းလို့တဲ့တမရရတောက်လို့ကောင်းလို့တဲ့ဒီပတ်စံလေးပေးလိုက်တယ်ဟာဒါဆိုတမီဒီပတ်စံတကူနဲ့လာပူသွားဝယ်လိုက်ပါလားနှစ်ခုယူသွားတမီမမီကြီးဝယ်ပေးစီခြင်းနဲ့ဒီပတ်စံဒီနေ့မှတင်ထားလိုက်မယ်ပြောစရာကြီးဟာငါတမီရောင်းနေဟာကိုဘယ်နာမှတောင်းကောင်းမလဲဟေးပြောစရာကြီးငါတမီရောင်းတာလေဝါသနာပါတယ်တော့ဒီနေ့မှပြန်ထားရမယ်ကိုလကချွတ်လာပါမယ်တမီတွားပြီလာပူတွားဝယ်လာအောင်မယ်နော်အေးတမီဂယူးဆိုင်အောင်ဘယ်ဆိုင်လဲမသိဘူးဒီဆိုင်ထင်နေဟယ်လိုအန်တီဟာကလေးလေးပါလားဟယ်လိုသမီးရေအန်တီသမီးလေးလာပူရုပ်ကလေး3ခုလောက်ယူလို့ရလားရတာပေါ့သမီးပတ်စံနေအများရွယ်အန်တီကိုပေးပါပေးပါမယ်အန်တီရတယ်
ရောဒီမှာအန်တီယူပေးမယ်နော်ဘယ်နာလေးရှိသေးတယ်မသိဘူးအကုန်ပေးရမှာဆိုဩသမီးဒီလောက်ပဲရှိသေးတယ်ဟာဒီလောက်ဆိုရပါပြီအန်တီရဲ့သမီးတို့အကျွေးလေးတစ်ခုလောက်ကဒီဟာပဲရှိရဲ့ဩ2500လောက်မရှိဘူးလား2500ကဒီမှာလေဒီလောက်ပဲရှိတယ်ဒါဆိုငါသွားတော့မယ်သမီးလာပူဘယ်နှခုရခဲ့လဲနေပြီကွာမမျိုးကြိတ်တယ်ဟာပတ်စံလေးလေနည်းနည်းလေးအဲ့ idea dream ရှိလို့တဲ့ sorry ပါတဲ့မမျိုးကလူချင်းတိုင်ဆိုရပတ်စံတောင်းစားကြလို့မမျိုးကလည်းအဲ့လိုပြောပါနဲ့သမီးရုပ်ကလေးကိုတင်းထားရလားသမီးအယုတ်ဆိုရင်လည်းတွားထားလေထားလိုက်မယ်လေဒါဆိုလေမိမိရုပ်လေးတွားထားမယ်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 ငါရောငါမတည်ဘူးကွာငါရောငါဒီမှာငါဒီမှာငါပြငါရုပ်ကလေးကိုဒီနားမှာတင်ထားကြမယ်ဟဲ့နင်တို့နင်တို့ခုအဲ့ချိန်ရောက်ပြီဒီနာအကြီးဆုံးကနင့်မေနော်နင့်မေကိုဘာမှမဆူနေနော်ရလားဦးလေးငါပါလေးစာလေးပါလေးဖဲ့ကောင်းမလဲစာမဖတ်တော့ဘူးဆမငါ့ကိုအင်စာရေးတခြားချက်ထားလို့နေထားတယ်ငါဒါဆိုငါအင်စာရေးပါရေးချက်ပြီးဘာလဲအင်စာရေးပါရေးချက်နေနေစာရေးပါရေးအင်စာရေးခိုင်းတာဆရာမအင်စာရေးလောက်မယ်အင်စာရေးလောက်မယ်ဟာမလီ laptop ကြည့်ရလားမောနေငါတမီးလေးဘာလုပ်နေရလဲမသိဘူးဟာငါတမီးလေးစာချက်တော့ပဲမဟုတ်ပါဘူးသူစာရေးနေတာသူ့အင်စာရေးဆရာမရေးခိုင်းတာထင်တယ်ငါခုဘာလို့လဲကောင်းမလို့ငါခုလို့စေဘာမှမလုပ်သေးဘူးငါမနေ့ဖြစ်အလုပ်သွားမှာမနေ့ဖြစ်အလုပ်သွားမှာဟာအင်စာရေးပြီဟာသမီးအင်စာရေးပြီလားမမီသမီးမေ့နေတာသမီးကြွားဖို့မမီကိုမေ့နေတာဘာဖြစ်လို့သမီးရဲ့ဒီမှာဒီဆွဲကြိုးသမီးရဲ့ဟာတော်လို့ဆိုပြီးတီချေရသမီးကိုပေးထားတာဟာလားငါသမီးကရမ်းတော်လိုက်တာမမီကလည်းမပြောနေနဲ့ဟိုအပေါ်မှာစုဟာငါသမီးလည်းရမ်းတော်တာပဲစုလေဟာဒီနာစုရရောသမီးကလုံးကြုံနေသမီးကလိမ္မာပါနဲ့တင်တော့သမီးဘာမှမလုပ်ပါဘူးမမီရဲ့သမီးကခုနကပြင်းလို့စာဖတ်တာပါရပါတယ်မမီရဲ့ရပါတယ်မမီရဲ့သမီးဖတ်ထားတဲ့စာလေးကိုဖတ်ပြပါလားအဲ့စာလေးကစာအုပ်တော့မဟုတ်ဘူးနော်ဒီအပြောင်လေးကလေပုံမြင်စာအုပ်တဲ့ဟိုရှိရှင်တော့ကဖြစ်နေရလေအဲ့ဒါနဲ့သမီးကပုံမြင်စာအုပ်မြဲတီးလို့သမီးကအိုင်းနဲ့ကိုကြည့်ပြကြပါ